အားလုံးပဲမင်္ဂလာပါဗျအန်ဇူခတ်ဖောင်မကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အန်ဇူပါ chapter 5ရဲ့အစမှာတော့ကိုတင်ညွန့်ကသူဆင့်ခေါ်ထားတဲ့ boss စီမှာရက်နေရအောင်မြင်တွေ့ရမှာဖြစ်ပြီးဒီကောင်ကငါမျိုးလင့်သားလို့ပဲ area of effect damage gain နဲ့အထင်ကြီးလောက်စီအဖွဲ့ဦးဆောင်နိုင်တဲ့စွမ်းရည်နှမျိုးလုံးရှိရပဲဒီကောင်ကဆင့်ခေါ်ပြီးတဲ့နောက်မှာတော့ necro body အပြင်မတိမျိုးတွေရဲ့အမြတ်ဒေါ်လာစမ်းရည်တွေကရရှိသွားခဲ့တဲ့ဆိုပြီးပြောနေပါတယ်နောက်ထပ်လေကိုတင်ညွန့်ကဒီ diamond play ဘောကောင်ရဲ့အကူအညီနေတာဆိုငါ့ရဲ့တူလောင်နေတဲ့တကားတွေကမကောင်းဆိုးဝါးတွေအမြန်ပဲပြန်ဖြည့်နိုင်တယ်အဲ့တော့ကြည့်နေကြတယ်ငကြောင်တိုက်ကလည်းဟူးကြောက်စရာကောင်းလိုက်တာကွာသူကကဘာ boss ကိုတောင်သူ့ရဲ့အစင်းခေါကောင်ဖြစ်ဘလို့တောင်ပြောင်းလဲဖြစ်လိုက်တယ်လေပြီးတော့အဲ့ဒီထူးဆန်းတဲ့တကားအဲ့ဒီတကားရဲ့မကောင်းဆိုးဝါးတွေထွက်လာတော့ငါမတ်မိတယ်ဒီကောင်ကကဘာ boss ထက်တောင်ပူပြီးကြောက်စရာကောင်းသေးတယ်ဆိုပြီးအားကြောင်ရပါတယ်အဲ့တော့ကြာတော့ကိုတင်ညွန့်ကလည်းဟန်ဆိုပြီးတစ်ချက်လေးကြည့်လိုက်ပြီးကိုတင်ညွန့်လေးကြည့်လိုက်တဲ့ခဏမှာပဲငကြောင်တိုက်ကလည်းကိုတင်ညွန့်ကိုကြောက်ပြီးကြောက်တော့မှပုံပြီးဖိနှုံနေရပါတယ်အဲ့တော့ကိုတင်ညွန့်ကသူ့နာမှာကြားနေတဲ့ဓာတ်တလက်ကိုကြည့်လိုက်ပြီးဒီဓာတ်ကငါဟိုခွေးတကူသုံးအောင်တက်လိုက်တော့ကြားလာတဲ့ဒါပဲဒါကတာမန်ဆိုရင်တော့အစင်းနေကစားသမားတွေအတွက်ဆိုရင်အရန်ကောင်းတဲ့လက်နဲ့တကူပဲဒါပေမဲ့ငါမှစီဝါမွန် slash ရှိနေပြီဒါဆိုပြီးတွေးနေပါတယ်အဲ့လိုနဲ့ကိုတင်ညွန့်ကလည်းဓာတ်ကိုကောက်ကွန်လိုက်ပြီးတော့ငကြောင်တိုက်စီကိုရှောက်လာခဲ့တယ်အဲ့ဒါကိုကြည့်နေကြရင်ငကြောင်တိုက်ကလည်းဟင်သူငါတို့စီကိုဓာတ်ကြီးကင်ပြီးလာနေတယ်အေးဟုတ်တယ်သူငါတို့တက်ပြီးပစ္စည်းယူမလို့တော့မဟုတ်ဘူးလားငါတို့သူ့လက်ကပြေးလို့လွတ်ပါမလားဆိုပြီးတယောက်တစ်ပေါင်းနဲ့ပြောနေကြတာပေါ့ကိုတင်ညွန့်ကလည်းငကြောင်တိုက်ရှိကိုရောက်လာပြီးအဲ့ထက်ကတပစ္စည်းကိနေကောင်ခုနကငါ့ကိုအော်ပြီးသတိပေးလိုက်တယ်မင်းလားဆိုပြီးပြောလိုက်ပါတယ်တပစ္စည်းကိနေကောင်ကလည်းကြောင်သွားပြီးကိုတင်ညွန့်ကိုကြောက်နေပဲဟုတ်တယ်လို့ပြန်ပြေးလိုက်တယ်အဲ့ဒါနဲ့ကိုတင်ညွန့်ကလည်းခုနကကောက်လာတဲ့ဓာတ်ကိုတပစ္စည်းကိနေငကြောင်ကိုယူလိုက်ဆိုပြီးပေးလိုက်တယ်။နိုးတဲ့ကြောင်နေတဲ့ငကြောင်လည်းကြောင်သွားတာပေါ့။ကိုတင်ညွန့်ကလည်းငကြောင်ဒါကမင်းကိုကျေးဇူးတင်တဲ့အနေနဲ့ပေးရပါ။မင်းအတွက်အသုံးဝင်လိမ့်မယ်ထင်တယ်ဆိုပြီးပြီးပြီးတိုင်းချက်ချင်းလေးထွက်သွားလိုက်ပါတယ်။အဲ့တော့ကြည့်နေကြရင်ငကြောင်တိုက်ကလည်းဟန်ဆိုပြီးအံ့ဩသွားကြပြီးတော်သေးတာပေါ့။ဒီကောင်ကဓာတ်ပေးဦးလာခဲ့တာလား။ဟာတိချာကြီးပေါင်ကဒီဓာတ်ရှားပါဓာတ်ပဲ။ရန်ထောင်ပေါင်းများစွာတန်ကြီးရှိရဆိုပြီးပြောနေခဲ့ကြပါတယ်။အဲ့လိုနဲ့ကိုတင်ညွန့်က10မိနစ်လောက်လမ်းလျှောက်လိုက်ပြီးတဲ့အချိန်မှာပဲဟမ်ဒီခန်းစားချက်ဆိုပြီးအဲ့ဒီနောက်ဓာတ်လိုက်သူလိုခန်းစားလိုက်ရပြီ။သူ့ရဲ့အပြင်ကဘာမှရှိတဲ့ခန္ဓာကိုယ်ရဲ့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ကိုတင်ညွန့်ကလည်းငါထင်တော့ထင်သားပဲငါ့ဆက်ကဘက်ထရီနည်းနေပြီအားကုန်ပြီငါပြန်ရောက်လာပဲအဲ့ဒီနောက်သူတက်ဆင်သားရဲ့ဆက်ကိုဖြုတ်လိုက်ပြီးတော့ငါနည်းနည်းလောက်ပတ်စံစုပြီး game import တစ်လုံးတော့အမြန်ဆုံးဝယ်ဖို့လိုနေပြီပဲအဲ့ဒီနောက်တော့မသိနိုင်တဲ့ game ကြောင့်အနေချင်းရှင်းပြထားပြီးမသိနိုင်တဲ့ကဘာဆိုတဲ့ game ကရန်ရောက်လက်တွေ့ကြတဲ့ hologram game တစ်ခုဖြစ်ပြီးနိုင်ငံလိုက်ဝင်ရောက်စုံတွေအများကြီးခွဲထားပါတယ်ထို့အပြင်စုံတစ်ခုချင်းစီဝင်ရောက်လာတဲ့ကစားသမားတွေရေးချက်နိုင်မှုအတွက်မတူညီတဲ့နိုင်ငံတွေလည်းပါဝင်ပါတယ်ဥပမာအဖြစ်နိုင်ငံ၄နိုင်ငံရှိပါတယ်နောက်ဘက်နိုင်ငံတောင်ဘက်နိုင်ငံမြောက်ဘက်နိုင်ငံတီတဲကျွန်းစုဆိုပြီးတော့ပါကိုတင်ညွန့်ကလည်းအဲ့ဒီထဲကတစ်ခုခုရွေးချယ်ပြီးတဲ့နောက်မှာတော့ဘွားသေးတစ်ခုတွေကိုပြန်လည်မူဖတ်လာတဲ့အတွက်ကိုတင်ညွန့်ကလည်းသူ့အရင်ဘွားလိုပဲရွေးချယ်မှုပဲပြုလုပ်ခဲ့ပါတယ်ကိုတင်ညွန့်ကနောက်ဘက်နိုင်ငံရွေးချယ်ခဲ့လိုက်ပြီးဘာလို့လဲဆိုတော့သူအရင်ဘဝမသိခင်မှာလက်ဝက်ချက်တစ်ခုကိုရှောက်ဖွေတီးရှိခဲ့လို့ပါအဲ့လိုနဲ့ကိုတင်ညွန့်ရဲ့အတိတ်ကိုပြန်လည်ပြထားပြီးမကောင်းဆိုးရတဲ့တိုက်ခိုက်ကြအော်ဒန်နေနဲ့အတူအကူအညီတောင်းကြတဲ့အတန်တွေကိုလည်းကြားရမှာဖြစ်ပါတယ်ကိုတင်ညွန့်ကလည်းအတော်ထိခိုက်ထားပြီးတီကာနီးစစ်စစ်ဖြစ်နေပါတယ်အဲ့လိုနဲ့ကိုတင်ညွန့်ကလည်းကောင်းကင်ဘုံကိုကြီးလိုက်မိပြီးထိတ်လန့်သွားခဲ့ပါတယ်ကောင်းကင်ဘုံမှာတော့ဆရာကြီး၃အောင်မြင်တွေ့ရမှာဖြစ်ပြီးအဲ့ဒီနောက်မှာတော့ chapter 5လေးကဒီနားမှာပဲဆုံးသက်ထားပါရဲ့ဗျကျွန်တော် recap video လေးတွေကြည့်ရှုပေးကြရတဲ့ border တယောက်ချင်းစီတိုင်းကျေးဇူးတင်ရှိပါတယ်ခုလို့ကျွန်တော်အလုပ်တွေများနေတဲ့အကြောင်းတင်းကနောက်ကျနေရပဲဖြစ်ပါတယ်ကျွန်တော် channel လေးကိုလည်း like subscribe လေးလုပ်ခွင့်ပေးကြပါဦး chapter 6ကိုလည်းအမြန်ဆုံးတင်ပြပါမယ်ဗျ